တင်းချန်ကိုဘယ်နိုင်ငံပိုင်တယ်လဲမြန်မာလားထိုင်းလားတမိုင်းအမှန်ကပါလေမြန်မာနိုင်ငံမှာတင်းချန်လို့ခေါ်တဲ့ရေကစားပွဲတော်တစ်ခုရှိတယ်ထိုင်းနိုင်ငံမှာလည်းဆွန်ဂရန်လို့ခေါ်တဲ့ရေကစားပွဲတော်တစ်ခုရှိတယ်နှစ်ခုလုံးမှာရေပတ်ကြတယ်အလူလုတ်ကြတယ်တက်ကြီးရွယ်ဦးတွေကိုခြေလက်ဆေးပေးကြတယ်ပူဇော်ကြော့ပွဲတွေလုပ်ကြတယ်ဒါဆိုမေခွန်ကြီးတစ်ခုပေါ်လာမှာတဲ့တင်းချန်ကိုဘယ်နိုင်ငံပိုင်တယ်လဲမြန်မာလားထိုင်းလားဒီပွဲတော်ကိုဘယ်နိုင်ငံကစတင်ခဲ့တာလဲဘယ်ချင်းကစတင်ခဲ့တာလဲဒီဗီဒီယိုမှာတမိုင်းမှတ်တမ်းတွေကိုအခြေခံပြီးအမှန်တရားကိုရှာဖွေကြည့်ကြရအောင်တင်းကြံဆိုတဲ့စကားရဲ့မူလအဓိပ္ပာယ်ကဘာလဲအရင်ဆုံးတင်းကြံဆိုတဲ့စကားကိုနားလည်ဖို့လိုပါတယ်တင်းကြံဆိုတဲ့စကားဟာတက္ကတဘာသာစကားဆန်ဂရန်တီကနေလာတာပါဒီစကားရဲ့အဓိပ္ပာယ်ကနေမင်းကြီးကနတ်ခရိယာဒီခွင်တစ်ခုကနေတစ်ခုကိုကူးပြောင်းခြင်းအထူးသဖြင့်နေက Pisces ကနေ Aries တို့ဝင်လာတဲ့အချိန်ကိုဆိုလိုပါတယ်ဒီအချိန်ဟာအနှစ်တာအဟောင်းပြီးဆုံးပြီးနှစ်သက်စတင်တဲ့အချိန်ဖြစ်ပါတယ်ဒါကြောင့်တင်းကြံဟာရေကစားပွဲတော်တစ်ခုတည်းမဟုတ်ပါဘူး Astronomy, Astrology နဲ့ Calendar Tradition တို့ပေါင်းစပ်ထားတဲ့နှစ်သက်ပွဲတော်တစ်ခုဖြစ်ပါတယ်တင်းကြံကမြန်မာမှာဘယ်အချိန်ကစတင်ခဲ့လဲတမိုင်းအီးတင်းကြံပွဲတော်ကိုပကံခေတ်မှာအတီးပြုတ်မှတ်တမ်းတွေရှိပါတယ်တမိုင်းပညာရှင်တွေကဒီပွဲတော်ကို900စုလောက်ကပကံခေတ်စတင်တီထောင်တဲ့အချိန်ကနေကျင်းပလာခဲ့တယ်လို့ယူဆကြပါတယ်အနော်ရထောက်မင်းကြီးအုပ်ချုပ်ရှင်17ရာစုမှာတင်ကြံပွဲတော်ကိုကျင်းပခဲ့တယ်ဆိုပဲမှတ်တမ်းတွေရှိပါတယ်1990ခုနှစ်မှာစောလဝုံဖရားရဲ့ကြောက်စာထဲမှာပါတင်ကြံပွဲတော်ကိုမှတ်တမ်းတင်ထားတာတွေ့ရပါတယ်ဒါကြောင့်အနည်းဆုံးလွန်ခဲ့တဲ့နှစ်ပေါင်း900ကနေ1000ကျော်ကတကယ်ကမြန်မာမှာတင်ကြံပွဲတော်ရှိနေခဲ့ပါတယ်ထိုင်းဆွန်ဂရန်ကဘယ်ကလာတာလဲထိုင်းနိုင်ငံမှာတင်ကြံလက်အကျူတူနီးပါပဲဆွန်ဂရန်ဖက်စတီဗယ်ဆိုတာရှိပါတယ်ဆွန်ဂရန်ဆိုတဲ့စကားလဲတက္ကရာဘာသာစကားဆန်ဂရန်တီကနေလာတာပါဒီပွဲတော်ကိုထိုင်းမြန်မာလာအိုကမ်ဘောဒီးယားအပါအဝင်အရှေ့တောင်အာရှနိုင်ငံတွေမှာကျင်းပကြပါတယ်ဆိုလိုတာကဆွန်ဂရန်တင်ကြံဟာနိုင်ငံတစ်ခုတည်းကမူလပိုင်တဲ့ပွဲတော်မဟုတ်ပါဘူးအဲ့ဒါဟာတောင်အာရှကနေအရှေ့တောင်အာရှကိုယဉ်ကျေးမှုပြန့်နှံ့လာတဲ့နှစ်တကူပွဲတော်ယဉ်ကျေးမှုတစ်ခုပဲဖြစ်ပါတယ်။သမိုင်းပညာရှင်များအများစုကဒီပွဲတော်ရဲ့မူလရင်းမြစ်ကိုရှေးခေတ်အိန္ဒိယမှာရှိတယ်လို့ယူဆကြပါတယ်။အကြောင်းကတော့ယာဒီခွင်ကူးပြောင်းတဲ့နှစ်ကူးပွဲတော်ဟာ Hindu astrology, Sanskrit culture, Brahmin calendar system ကနေစတင်ခဲ့တာပါ။ဒီယဉ်ကျေးမှုဟာပထမထောင်စုရှိအတွက်အိန္ဒိယကနေအရှေ့ကောင်အာရှကိုကုန်သွယ်ရေးနဲ့ဘာသာရေးကြောင်းပြန့်နှံ့သွားခဲ့ပါတယ်။ဒါဆိုဘယ်နိုင်ငံကပိုင်လဲဒါဆိုအဓိကမေးခွန်းကိုပြန်ပြီးကြည့်အောင်တင်းချန်ကိုဘယ်နိုင်ငံပိုင်လဲတမိုင်းအရာအဖြူကရိုးရှင်းပါတယ်နိုင်ငံတစ်ခုတည်းပိုင်တဲ့ပွဲတော်မဟုတ်ပါဘူးအဲ့ဒါဟာ Southeast Asia Shared Cultural Heritage ဖြစ်ပါတယ်နိုင်ငံတစ်ခုချင်းစီမှာအမည်ကမတူဘူးမြန်မာတင်းချန်ထိုင်းဆွန်ဂရန်လာအိုပြီးမိုင်ကမ္ဘောဒီးယားချိုချနမ်ထမေဒါပေမဲ့အခြေခံသဘောတရားကတော့တူပါမယ်ဒါပေမဲ့မြန်မာတင်းချန်ကဘာကြောင့်ထူးခြားတယ်လဲမြန်မာတင်းချန်မှာတခြားနိုင်ငံတွေနဲ့မတူတဲ့ထူးခြားချက်တွေရှိပါတယ်။ဥပမာမနေ့ယဉ်ကျေးမှုတင်းချန်တန်ချက်ပတောက်ပန်စတူဒီတအလူဒီအရာတွေကမြန်မာယဉ်ကျေးမှုကိုထူးခြားအောင်ပြုလုပ်ထားပါတယ်။တင်းချန်ဟာမြန်မာလူမျိုးတွေအတွက်အရေးကြီးဆုံးပွဲတော်တစ်ခုဖြစ်ပါတယ်။ဒါပေမဲ့တမိုင်းအမှန်အရာဒီပွဲတော်ဟာမြန်မာတနိုင်ငံနဲ့ပိုင်တဲ့ပွဲတော်မဟုတ်ပါဘူး။အဲ့ဒါဟာအာရှယဉ်ကျေးမှုတစ်ခုချင်းအမွေအနှစ်ထက်ပါတယ်။ဒါပေမဲ့တင်းချန်ကိုမြန်မာတွေကကိုယ်ယဉ်ကျေးမှုနဲ့အထူးထူးခြားခြားဖန်တီးထားကြပါတယ်။ဒါကြောင့်မေကွန်ကဘယ်နိုင်ငံပိုင်လဲမဟုတ်ဘူး။တကယ်မေကွန်ကဘယ်နိုင်ငံကဘလို့ထူးခြားအောင်ပြုလုပ်ထားတယ်လဲဆိုတာပဲဖြစ်တင်ချန်အကြောင်းတမိုင်းနောက်ွယ်ကပုံနှိစိတ်ဝင်စားဖို့ကောင်းတဲ့အရာတွေရှိသေးတယ်။နောက်ဗီဒီယိုမှာတင်ချန်နဲ့ပတ်သက်တဲ့တကယ်မသိကြတဲ့လေးဝက်တမိုင်းတွေပြောပြပါမယ်။ Channel လေးကို Subscribe နဲ့ Share လုပ်ထားပေးပါဦးည။